ဒီနေ့တကယ်ကွာကဲချင်းသမားတွေစားတော့ဆိုင်သမားတွေကွာလက်တွေ့ကြုံနေရတဲ့ပြဿနာလေးတစ်ခုပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့ငါတို့ကွာသိတယ်မလားဟိုအလုပ်သမားတွေကအလုပ်အရန်ပင်ပန်းတာတို့ပြီးတော့စိတ်ဖိစီးမှုများတာတို့သိတယ်မလားတရားနဲ့တရားအဲ့လိုမျိုးစကားတွေပြောရတာတို့အဲ့ဒါမျိုးအပြင်ငါတို့ကွာမလိုအပ်တဲ့တခြား pressure တွေခံစားနေရတယ်တခြားစိတ်ဖိစီးမှုတွေစိတ်ငြိမ်မှုတွေပြဿနာတွေနဲ့ကြုံရတယ်အဲ့ဒါဘာလဲဆိုတော့အခုလိုမျိုးပေါ့ကွာအဲ့လိုကက်ချင်းသမားမှာကက်ချင်းထဲမှာအဲ့လိုမျိုးရေခဲသက်တာအဲ့ပစ္စည်းတစ်ခုခုပေါ့ကွာရေခဲတုံတခြားပစ္စည်းတစ်ခုခုအစ်စ်လိုအပ်လို့ကွာလိုအပ်လို့ဝယ်ပေးလိုက်တာတို့ပြီးတော့ဒီခဲတာမျိုးအစ်စ်ထပ်ပေးတာတို့နေရာမရှိလို့ရေခဲကြအစ်စ်ဝယ်ပေးတာတို့ဒီကောင်တအားပြည့်နေလို့လောရကန်ရတာခက်နေလို့အစ်စ်ဝယ်ပေးတာတို့ဆိုရင်အဲ့ဒါကက်ချင်းသမားတွေကရှင်းပြောရင်ထီပို့တဲ့နေ့လိုပဲအရန်ပျော်တယ်အရန်ပျော်ကြတယ်အထူးသဖြင့်ရေခဲသက်တာရှင်းပြောလို့နေရာထားစရာနေရာအတွက်ရေခဲသက်တာအစ်စ်ဝယ်တာဆိုတော့ဒါမျိုးဆိုရင်အရန်ကိုပျော်တယ်အရန်ကိုစိတ်ချမ်းသာတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဒါကတထင်းနဲ့အလုပ်သမားတွေကြားမှာကွာဒီလိုမျိုးရှိသေးတဲ့တထင်းနဲ့အလုပ်သမားကြားမှာပေါ့ကွာဒီလိုမျိုးရရှိသွားဖို့အတွက်ပြီးတော့ရရှိသွားဖို့အတွက်အဲ့ဒီ तू ကဖြစ်ဘယ်လိုပြောမလဲဒီတထင်းနဲ့အလုပ်သမားကြားမှာရရှိသွားဖို့အတွက်တတုတ်တနေရာကနေပြီးတော့တောင်းအားပေးတဲ့အရာတစ်ခုသိတယ်မလားကွာငါတို့ကက်ချင်းသမားတွေကဒီဆက်အစုပ်ပြက်ကြီးကိုအဲ့လိုမျိုးသူသုံးပြူနေရတာတို့အဲ့လိုမျိုးတအားစင်းညစ်တယ်ကွာအဲ့လိုမျိုးရေကတဲ့တာမလောက်တဲ့ဟာကိုဟိုထိုးသိထိုးသိဒီစစ်ဟိုစစ်လုပ်ပြီးတော့လုံနေရတာတို့အဲ့လိုမျိုးဟာတွေကအရန်ကိုစိတ်ဖိစီးတယ်အရန်ကိုမတို့ကွာစိတ်ညစ်ရတယ်ပြီးတော့အဲ့ဒါကြောင့်မလို့ဒီအလုပ်သမားချင်းချင်းနဲ့စကားတွေများတယ်စကားတွေပြောရတယ်မလို့အပ်တဲ့အရာတွေပြောရတယ်လုပ်ရတယ်အဲ့ဒါဘာမှမဟုတ်ဘူးလို့ထင်ပေမဲ့တထင်းနဲ့အလုပ်သမားကြားမှာအရန်ကြီးပြဿနာတစ်ခုဖြစ်စေတယ်ဆိုတော့ဒါတွေကတိလဲတိထားပြတယ်အလုပ်သမားလည်းတိထားသေးတယ်တထင်းတွေကလည်းတိထားသေးတယ်လုပ်ပေးသေးတယ်ပေါ့ကွာအဲ့လိုမျိုးဆိုတော့တထင်းနဲ့အလုပ်သမားနဲ့ရရှိတွဲဖို့ဆိုတာအဘက်ဘက်ကနေပြီးတော့အဆင်ပြေနေမှအဘက်ဘက်ကနေကောင်းနေမှအလုပ်သမားချင်းကြားမှာချိတ်ဆက်မှုကောင်းနေမှတထင်းနဲ့အလုပ်သမားကြားမှာနားလည်မှုတွေကောင်းနေမှပြီးရင်အလုပ်တွေတွင်နေမှအဲ့လိုမျိုးပေါ့ကွာအဖက်ဖက်ကနေပြီးတော့လိုအပ်တယ်တချို့တွေဆိုရင်ကွာအဲ့လိုမျိုးဒီဆက်အပြည့်ကြီးကိုကွာထိမ့်ပြီးသုံးနေရတာဟိုပါလေးကြိုက်ပြီးတော့သုံးရတော့ဒီဟာလေးမှိတ်ပြီးတော့လုပ်ရတာ